Myanmar Nation Boys မင်္ဂလာပါဗျမြန်မာ Nation Boys ရဲ့နိုင်ငံရေးတမိုင်းတစ်ခေတ်ရှေးအောင်နောက်ပြည့်စီဆက်ပြန်လဲကြိုဆိုပါဗျဒီစီစဉ်လေးရတော့နည်းနည်းဒီကလည်းပြန်ပြီးနားလာကြောက်ပြီကြံလည်းခံလိုက်တော့ကြံလည်းဘာပြောဟိုတီးရခတ်တာဗာညာလေးရဲ့လုပ်ပြရှုပ်နေကြတာလူပညာကိစ္စလေးရတယ်လောက်ရသေးတော့ဟုတ်လားအဲ့တော့နည်းနည်းပြတ်သွားတယ်အဲ့အတွက်လည်းကျွန်တော်တို့မြန်မာ Nation Boys ရဲ့ပြည်သက်ကြီးကိုလည်းတောင်းပါပါဗျအညွှန်းညဟိုကျွန်တော်ဒီစီစဉ်လေးရတော့ဘယ်တော့မှရမှာမဟုတ်ပါဘူးတခြားဒီလိုပေါ့ဟိုနိုင်ငံရေးဟောနေဒီလိုစကားပြောတဲ့ဟာလေးတွေရမှာပေါ့သတင်းကတော့ဒါကတော့တတ်နိုင်ဘူးဗျာဟိုတင်းနေလို့ရတာဖြစ်တဲ့အဲ့ဒါကြီးခက်ခဲရခဏကြထားတယ်ပေါ့ဟိုဒီတစ်ခေါက်ဟိုပြီးရတဲ့ဟာရဲ့အဆက်တွေကလာတော့မှဆိုတော့ဦးနေဝင်ကိုကျူကြီးနေဝင်ကြောင်းပေါ့နော်ဒေါက်တာမောင်မောင်ရေးတဲ့ဟာတွေကနေကျူကြီးနေဝင်ကြောင်းကျွန်တော်လည်းတချို့ရတော်တော်ပြောခဲ့တယ်ကျူကြီးနေဝင်တို့ကျူကြီးခင်ညွန်းတို့ဟိုကျူကြီးချစ်ဆွေတို့ဟိုတော်တော်များများကျူမူကြီးတန်းရွှေကြောင်းတွေလင်းစင်တဲ့သူဘာကြောင့်ပြောလဲဆိုတော့ဒါသူတို့ကမြန်မာနိုင်ငံသမိုင်းမှာတူယူပွဲတာလေးစားပွဲတာကောင်းတဲ့ငွေတူယူတဲ့အချက်လက်တွေရှိလို့သူတို့ကပြည့်စုံလို့ပေါ့လေဟိုပြောရမယ်ဆိုတော့တမတော်ခေါင်းဆောင်ဆိုမှလည်းသူတို့နိုင်ငံခေါင်းဆောင်တွေဖြစ်ခဲ့တော့နိုင်ငံရေးကဟိုတိုင်းပြည်ရဲ့အကြီးဆုံးတမတော်ကြီးတွေထိတာဝန်ယူခဲ့တဲ့ပုဂ္ဂိုလ်တွေပေါ့လေဦးတန်းရွှေဆိုလည်းတမတော်ကြီးမလုပ်ခဲ့ဘူးနိုင်ငံအဓိပတိလုပ်ခဲ့တာနိုင်ငံခုလုံးရဲ့ဗါလဲဒီကြီးခဲ့တာကြီးခဲ့ပါဥရေပြည်တောင်တရားစီရင်တောင်၃ခုလုံးမှာကန်ရဲကြတဲ့ပုဂ္ဂိုလ်ကြီးတွေနောက်ပြီးစီရေးဆွမ်းရည်တဲ့အင်မတန်လက်ထပ်ပြောင်းခဲ့တဲ့ကိုကြီးကြားခဲ့တာဟိုဘုဂျူကြီးနေဝင်းနဲ့ဘုဂျူမူကြီးတန်းရွှေလက်ထက်မှာဆိုရင်ရန်သူရတုံအောင်ကြောက်လန့်ခဲ့ကြပြီးတော့စခန်းတစ်ခုမှကြာခဲ့ဘူးပေါ့လေမရှိဘူးတိုင်းစစ်တပ်တော်ကျုပ်တွေတာထောင်ပြီးတော့ဟိုအရင်တော့မှကြားဘူးတော့တခါနည်းနည်းတော့ဟိုကိုသပီးပြောဘူးတဲ့ထဲမှာပါတယ်ရန်သူလက်ထဲကိုရောက်သွားဘူးတဲ့ကိုယ့်ရဲ့အရာရှိကြောက်ပြန်ခဲ့တာလေရှိတယ်လေရှိခဲ့ပြီဆင်လာပြီပေါ့ဟိုဘုံမူကြီးမမောင်လားဘုံမမောင်လားရအောင်တော့ကိုလူရအောင်တော့ပြန်ဒါအဲ့တော့တက်မတော်ကဒီလောက်ထိခင်မမီသေးဘူးနော်ဒီလောက်ထိမီဂျုံမောင်ပြတဲ့မီဂျုံမောင်နဲ့တိုက်နေရတဲ့အချိန်တော့တော့မှပဲအဲ့ဒါမျိုးဆင်လာရှိခဲ့တယ်ပြောတော့အဲ့ကောင်ခေါင်းဆောင်တွေရဲ့အဓိကအဲ့ခေတ်ကဦးနေဝင်ကြီးပေါ့ဦးနေဝင်ကြီးတို့ရဲ့ရဲဘော်ရဲဘက်စိဒါလည်းအများအားထည့်ပြောပြပါတယ်ခေါင်းစဉ်အောက်မှာပါရဲဘော်ရဲဘက်စိကိုယ့်ရဲ့တက်မတော်သားတွေပေါ်မှာတောင်းဆိုရင်ကိုရင်ပြောခဲ့တဲ့ဟာဒီဆိုရင်ကိုတပည့်ကြွကြုံမှုတဲ့ခေါင်းဆောင်တွေတော့မှကိုလောက်ငယ်သားခုနကဘာခေါ်လဲမင်းနီတူလဲဆိုတာဘယ်လိုခေါ်လဲဒါကတောက်လျှောက်ဂျာရုတက်ဖို့အတွက်ဟန်တာဖြစ်သွားတယ်ဟန်တာဖြစ်သွားတော့အဲ့ဒါလေးမျိုးတွေမလုပ်ဘဲနဲ့ကိုရဲဘော်တွေချစ်လွန်းလို့ပြစ်ဖြစ်ရင်တော့မှစူမယ်ဆင်းမယ်အများဆုံးထိုးချိန်မယ်ထိုးမယ်ချိန်မယ်ကံဖြစ်တာပဲလေကြားဘူးတယ်ဥမောင်အေးတို့ဦးတန်းရွှေတို့ဆိုအဲ့လိုပဲလုပ်တယ်ဟိုဘာခေါ်မလဲခုံဖွဲ့ပြီးတော့တက်တန်ပေးတာပဲမရှိတဲ့လောက်ရှားတယ်ကြားဘူးတယ်အဲ့ရဲဘော်ရဲပဲစိတ်ပေါ့နောက်တစ်ခုကကိုရဲဘော်ရန်သူလက်ထမှာမထားခဲ့ဘူးဆိုတော့ကြာသွားရင်တော့မှဟိုတလောကဟိုကြီးရကြလို့ရှင်နေရတယ်လေတောင်ခမ်းလို့ကြာဝမ်းတော့မှလောင်းတော့ပြောင်းပြန်တယ်မယ်ဆိုတဲ့စိတ်သက်ရှိကြတယ်ဒီတက်မတော်ခေါင်းဆောင်အင်္ဂါလေးစားတဲ့ကောင်မအဲ့ဒါပတ်သက်လို့ဆိုရင်ဟိုတလောကဆိုရင်ဒီခုဖြစ်နေတဲ့အီရန်အမေရိကန်ဟိုမှာဆိုရင်ဒီဒီအန်ဦးပေါ့နော်ဒီဒီအန်ဦးဒီမြန်ကိုထိသွားပြီးတော့တက်ကြသွားတဲ့အချိန်မှာခုံဆင်းသွားပြီးတော့ရန်သူတဲ့ထဲမှာတယောက်ကတော့အမြန်ကင်နိုင်တယ်နောက်တစ်ယောက်ကိုဘယ်ထားပါတော့ဒီပညာရက်တွေပါတာအကျေကြီးပြောရင်တော့အရှည်ကြီးပြောမှာဇက်ဒီဟိုကအနည်းဆုံးမိနစ်20လောက်ကြာမှာအဲ့ကြောင့်ပြောဒါပေမဲ့ Facebook တွေဟိုက online မှာဒါတွေကတည်ပြီးသားဖြစ်နေတယ်တော်တော်ပြတ်မှာအဲ့ဒီမှာအချင်းချင်းကြီးပြောချင်တာကတော့သူ့ရဲ့စစ်တီတယောက်ကိုဟိုအသက်ကိုသူ့ရဲ့မီလီယံ400တန်ပေါင်း400ဒေါ်လာတန်ပေါင်း400လောက်ဆုံးရှုံးခံပြီးတော့ဒေမြန်ကြီး2စီးအဲ့ဒီက2စီးအပျက်စီးခံပြီးတော့ဇန်နဝါရီတန်ရကြတာလည်းရှိတာနော်စစ်တီရအောင်တော့ပြန်ရအောင်ကယ်ထုတ်လာတာကြီးဒီစစ်စွမ်းပကားကြီးရဲဘော်ရဲဘက်စိတ်ပေါ့သူတို့ရဲ့တမတော်သားပေါ်မှာထားတဲ့ဟုတ်လားနောက်ဆုံးသမ္မတဒေါ်နယ်ထရန့်လည်းသူတို့ရဲ့အခြေခံဥပဒေကသူကစစ်တင်တာပြည်ချုပ်ဘူးအဲ့တော့ထားပါတော့သူကစစ်ဦးစီးချုပ်ကြီးတဲ့ဖြစ်နေတော့သူရဲဘော်တွေတော့ရအောင်ကယ်မယ်ဆိုစိတ်သက်ကြီးတော်တော်ကောင်းတာပဲဒါအင်မတန်လေးစားရကောင်းတယ်ဟာနှစ်ယောက်ကလေးအတွက်ကိုတန်ပေါင်းများတာကိုစစ်တီကြာနေလဲကြာနေသေးတယ်လေအာဖဂန်နစ္စတန်မှာသူတို့ရဲဘော်တွေ10ယောက်ကျော်လောက်ဒါဇင်လောက်သွားကယ်တော့ဆိုရင်နောက်ထပ်10ယောက်လောက်ထပ်ကြာပါတယ်ဒါမဲ့ဟို10ယောက်ကျော်ဒါဇင်လောက်လည်းရအောင်ကယ်တယ်10ယောက်အလောင်းလည်းပြန်သေးလာတယ်ပြောချင်တာတော့ရန်သူလက်ထဲမှာတော့မထားခဲ့ဘူးထပ်ပြီးကြာရင်ကြာပါစေအဲ့ဒါပြင်ကျွန်တော်ဟိုဗရိမေးနေကြဟိုယူကိုစလက်မှာတခါကျွန်တော်ယူကိုစလက်စပွဲတုန်းကရုပ်ရှင်တော် behind the enemy line အဲ့ရုပ်ရှင်တော်ထွက်လာပြီနော်အဲ့တော့အမေရိကန်တက်မလို့သူအဲ့တိုင်းပဲအဲ့တော့သူ့ရဲ့စစ်တီရဲ့စိတ်တက်ကဘာပြောအမြဲတမ်းငါ့ကိုဒီမှာငါနိုင်ငံပြစ်မထားဘူးငါတက်မလို့ပြစ်မထားဘူးဆိုစိတ်ကတော့အမြဲတမ်းရှိရပါဘူးဟုတ်တယ်ဒါအဲ့ပြောချင်တာခုနပြောတဲ့ခေါင်းဆောင်တွေကရဲဘော်ရဲဘဲစိတ်ကိုယ့်ရဲ့
အောင်ငယ်သားတွေပေါ့တက်မတော်သားတွေမှာထားတဲ့စိတ်ဓာတ်ပေါ့တန်ဖိုးထားတာအသက်တွေတော့တက်မတော်သားရဲ့နောက်မှာဘဝတွေရှိတယ်လေမိသားစုနောက်တစ်ခုကသူတို့ကရဲဘော်စစ်သားဖြစ်တဲ့အတွက်ရဲဘော်ရဲဘက်စိတ်တင်မဟုတ်ဘူးဥနေဝင်းတက်ထက်ကဆိုရင်နိုင်ငံသူနိုင်ငံသားပေါ့လားသူ့ပြည်သူတွေပေါ်မှာထားတဲ့စီနာရှိအဲ့စီနာလည်းဘာလဲဆိုတော့စီနာတွေကြောင့်ကျန်တန်းတော့ဖြစ်သွားတယ်တကဘာလုံးနဲ့ရင်ဆိုင်ရတယ်တသနာကြီးတက်တာရှိတယ်ဘာလဲဆိုတော့ပြည်သူတွေတိုင်းတဲ့ကိစ္စသူငါတို့ရဲ့ဒီဘာခေါ်လဲလုပ်ငန်းစီးပွားတွေအားလုံးကတိုင်းသားတွေလက်ထဲမှာပဲရှိရမယ်ကွာဆိုပြီးတော့ဗာလူမိုက်လောက်တာပေါ့ဗျာဒီဘက်ခေတ်ပြောတဲ့စကားဆိုတာဘိုးကြလာပေါ့တိုင်းဘာသားတွေကအကုန်လုံးကတိမ့်လိုက်တယ်အဲ့ဒါ तू ကဆိုရှယ်လစ်ဝါဒယုံကြည်လို့သိနေတာမဟုတ်ဘူးကိုယ်သိတော့ကအဲ့ American CIA ကမေးဘူးတယ်ခေါင်းဆောင် तू တက်လာဟာသူတို့က CIA ဆိုတော့တပြဲတမ်းပေါ့နော်ဟိုရှင်းနေပြုစုထားတာတက်လာသမတာအဲ့တော့သမတာနာမည်တော့မေးသွားဟာဗမာကြီးမှာဟိုနေဝင်းဆိုတာဘာလဲဒီလူဘလို့လူလဲပေါ့အဲ့တော့ CIA က CIA ညွှန်ကြားမှုချုပ်ကပြောတာဘူဘာသမတာကြီးအဲ့ကျွန်တော်တို့လူပါတဲ့ပြောနေတာဆိုတာဆိုရှယ်လစ်ဝါဒဘလို့ပြောသူဆိုရှယ်လစ်ဝါဒကိုလည်းတက်ဝင်ယုံကြည်တာမဟုတ်ဘူး तू ကဘုကြောင့်ဆန်းလို့ပဲတိုင်းပြည်အတွက်ပဲသူစိတ်ဘုကြောင့်ဆန်းတော့တိုင်းပြည်လွတ်လပ်ရဖို့ပေါ့ तू ကတော့တိုင်းပြည်ပြန်လဲသူ့လက်ထက်မှာတိုင်းပြည်ကို तू ဟိုလို့တက်ပြန်လဲထူထောင်ရေးပဲတိုင်းပြည်ကိုချစ်တယ်အဲ့အတွက် तू ကဘင်းလိုက်တော့ तू လူမိုက်တော့ဖြစ်သွားတယ်နာမည်တော့စူးတယ်သို့တော့ပြည်သူတွေတော့ तू လုပ်တာပြည်သူတွေနောက်ပြီးတော့ဟိုကြားဦးမှာပါ तू ချီတွေပါလေဒီလေးမိုင်းတွေမှာထိသွားတဲ့ဒဏ်ရာစစ်တီတွေကြာဆုံးစစ်တီတွေ तू ကဘိုးကျိုးဈေးတစ်ကြီးမှာဆိုင်ကန်းတွေလုပ်ပြီးတယ်လေအဲ့တော့ချိုးကတော့မြန်မာရဲ့စီဝိုင်းမလုပ်တတ်တော့ပြန်ရောင်းစားတော့ဖြစ်ပြီးတော့ဟိုဒါတက္ကတာပေါ့အဲ့ तू လုပ်ပေးနေတာတော့ရဲဘော်ရဲဘက်စိတ်နိုင်ငံသူနိုင်ငံသားပေါ်ထားတဲ့စိတ်နောက်တစ်ခုကခုနပြောပြည်သူပေါ်ထားတဲ့စိတ်ပေါ့နော်ဥပမာအခုဆိုရင်အနေတန်ဟုဆိုတာနာမည်ကြီးပါပဲစစ်ခုံရုံးတွေနိုင်ငံတကာစစ်ဟိုတကဘာလုံးတကဘာလုံးစစ်ခုံရုံးတင်ခံပြီးတော့တရက်ခံဝရမ်းပြေးပေါ့အဖြစ်ခံပြီးတော့သူ့နိုင်ငံရဲ့လူမျိုးတွေဟိုဘက်ကလက်ဘနွန်ကိုလွန်ကျွံပေါ့အလွန်ကျွံနေတုံးပြီးတော့အရေးလဲပြင်းလိုက်တဲ့ခါမှာတကဘာလုံးကနေဟိုတသနာကြီးတက်ပြီးတော့တကဘာလုံးဝိုင်းရှုံချတယ်တရားစွဲပြီးဖြစ်တယ်သူလည်းဥနေဝင်တော့လူမိုက်တော့ဖြစ်သွားတယ်သို့တော့သူလည်းသူ့မျိုးသားလုံခြုံရေးပဲလုပ်သွားတယ်တိုင်းပြည်နဲ့လူမျိုးတော့ရွရွချွတ်ချွတ်ပေါ့ကိုယ့်ရဲ့ဟွာတွေပါစုံစုံခံပြီးလုပ်တယ်ပြောနေတာရဲဘော်ရဲဘက်စိတ်တွေလည်းရှိတယ်လို့ပြည်သူတွေအတွက်လည်းအင်မတန်မိဘတစ်ဖွဲ့ပေါ့နော်ကဲဟိုစေနာထားပြီးအုပ်ချုပ်ကြတဲ့အတူတူစရာဘဲတွေလည်းဖြစ်ပါတယ်ကျွန်တော်ကကိုယ်စီကြီးပြောမယ်ဟိုပါအကြောင်း introduction ဝင်ပေးတာပါဗျာဘုချုပ်ကြီးနေဝင်ပြောလဲပြောခဲ့ဘူးတဲ့အစင်လားတွေရှိတဲ့အခါမှာဒီတက်မတော်ခေါင်းဆောင်ကြီးရဲ့အကြောင်းလေးကိုဆက်ပြီးတော့ဒီမေတူယူအောင်ဘုဒ္ဓတာဖြစ်ပြောပြပါအောင်ဗျာဟိုကျွန်တော်ပြောနေရတော့ဒါဒီသားပေါ့နော်ဒါကိုပေးခဲ့တဲ့တစ်ခါတော့ကျွန်တော်ပြောပြီးတော့ဒါမမောင်ရေးတဲ့မြန်မာနိုင်ငံခရီးနေဘုချုပ်ကြီးနေဝင်မြန်မာနိုင်ငံရေးခရီးနေဘုချုပ်ကြီးနေဝင်ဆိုစာအုပ်ထဲကနေပြီးတော့ဘုချုပ်ကြီးနေဝင်ရဲ့အကြောင်းကိုလေးကိုပဲကျွန်တော်ကတိကျကုန်းလုပ်ပြီးကျွန်တော်ပြောနေတာသူဘုချုပ်မောင်ရေးထားတော့ဘုချုပ်ကြီးနေဝင်ပါပါလေးပဲပါတယ်တမိုင်းကဒါဒိုဝါဘဲရှင်းနေစားတော့နိုင်ငံသူ့ချုံဘဝစူပရလက်တို့တီဘောမင်းတို့ခေတ်ကနေစပြီးတော့တော်လိုင်းကောင်စီခေတ်ထိပါတယ်အဲ့ကြားထဲမှာဘိုးချုပ်ကြီးနေဝင်းရဲ့အကြောင်းကိုသူပါပါလေးပြောသွားတာဒါပေမဲ့ကျွန်တော်ကတော့ဘိုးချုပ်ကြီးနေဝင်းမဟုတ်ဘိုးချုပ်ကြီးနေဝင်းတမိုင်းဆောက်ဖတ်ဘူးလားဘယ်တော့ဖတ်ဘူးနော်ဘယ်လိုငယ်ပြောရတယ်ပဲရှိတာရှိတော့ရှိမှာရှိတယ်ဒါပေမဲ့အဲ့လိုကြီးတော့တအုံလုံးပြည့်စုံမဖတ်ဘူးတအုံလုံးပြည့်စုံမဖတ်ဘူးနော်အကြောင်းတွေကတော့ကိုလေးအပေရီယာလက်တက်မလို့ဆိုတော့တက်မလို့စာစင်တို့ပါလို့အဲ့ဒါလေးတွေဖတ်ခဲ့သူ့အကြောင်းတော့သူ့မိန်ကုန်းလေးသူ့ပြည်စာတစ်ခုဆိုရင်ဒါကြုံတဲ့လို့ပါတက်မလို့ပေါ်မှာတက်မလို့သားတွေပေါ်မှာထားရဟောတက်မလို့သားတွေခုနလိုပေါ့လေခုနဝါတာဂိတ်တွေဆိုတော့ဖြစ်နေကြမှာပေါ့တက်မလို့သားတွေစီကံပြက်လာပြီဆိုရင်လည်းသူကပြောဦးတာတက်မလို့စာစင်မှာမြန်မာနိုင်ငံမှာစီးပြက်ကံပြက်တက်မလို့ရှိနေမှာစားမရှိတာစစ်တပ်လုံးဝမရှိတာပိုကောင်းတယ်ဆိုတော့ပြောဦးတယ်ဆိုတော့တက်ကစီကံရှိရမယ်အဲ့ဒါသူအုပ်ချုပ်လာတဲ့အချိန်ဟာတော်တော်မိုက်တာပဲဒါလေးကအတူစရာလေးတွေပေါ့လေအခုသူ့ရဲ့တစ်ခေါက်တော့ကျွန်တော်ပြောခဲ့တယ်သူ့ရဲ့ငယ်ဘဝပေါ့နော်သူ့ရဲ့မွေးရဇာတိသူ့ရဲ့ငယ်ဘဝအကြောင်းလေးဒါပြန်မှတ်မိပါလိမ့်မယ်ကျွန်တော်ပြိတ္တတွေသိလိမ့်မယ်အဲ့တော့ကျွန်တော်ဘယ်နေရာမှာရက်ထားလဲဆိုတော့ကျွန်တော်သူဆရာဝန်ဖြစ်ချင်တယ်အတွက်သူစေးကြောင်းတက်မယ်စေးကြောင်းကိုရည်ရပြီးတော့ဒီရန်ကုန်တက္ကသိုလ်ရန်ကုန်မှာဥပစာသိပ္ပံတက်မယ်ဆိုပြီးတော့သူ1929ခုနှစ်ဇွန်လမှာသူရန်ကုန်ထွက်သွားပြီအဲ့ဒီမှာကျွန်တော်ရက်လိုက်တယ်အခုကျွန်တော်အဲ့ဒီတော့ထက်ဆက်ဟုတ်ဆရာဝန်ဖြစ်ပဲဘာဖြစ်လို့စစ်ဘက်ကိုဖြစ်လာတယ်ဘာဖြစ်လို့ဒီနိုင်ငံရေးနယ်ပယ်ရောက်လာလဲအဲ့တော့ဘာလဲလွတ်လပ်ရေးကျူးပန်းကိုတမိုင်းနဲ့ပါသွားတာအားလို့ပါသွားတယ်ဆိုတော့ပြောပြမယ်အဲ့တော့ဒီသူက1929မှာဟိုဟာဒီရန်ကုန်တက္ကသိုလ်ရောက်အဲ့သူရောက်တဲ့အချိန်မှာရန်ကုန်တက္ကသိုလ်ကြီးကတိဆောက်ဆဲကာလာပဲရှိသေးတယ်ရန်ကုန်တက္ကသိုလ်ကြီးကစပြီးစောက်တော့ပြီးနေပြီသင်္ကန်းသားတွေတော့ပို့ချနေပြီသူကစောက်လို့ပြီးသေးဘူးစောက်ဝင်တွေကစောက်လုံးပဲအဲ့တုန်းကဒီမြန်မာနိုင်ငံပြည်ငံကစာဟာကုတ်ဘတ်လာဆိုမြန်မာနိုင်ငံပြည်ငံပေါ့သူကဒီရန်ကုန်တက္ကသိုလ်ကြီးစောက်ဖို့အတွက်ကိုအလှခံတယ်တော့မြန်မာတထေးတွေကအလှခံတာများလူတွေကိုသူကစာပွဲပေးတယ်
အဲ့တော့အရင်တော့ကျွန်တော်တို့မြန်မာနိုင်ငံမှာဟိုဟာလေစာပွဲရတဲ့မြန်မာလူတွေရှိတယ်စာဥသွင်းဘာညာတဲ့စာပွဲရတဲ့လူတွေရှိတယ်အဲ့လူတွေတော်တော်များများဒီရန်ကုန်တက္ကသိုလ်မှာသူကပတ်စံများများလူလို့အင်္ဂလိပ်အစိုးရကစာပွဲပေးခဲ့တာပေါ့အဲ့ပြောချင်တာကအင်္ဂလိပ်အစိုးရကဒီရန်ကုန်တက္ကသိုလ်မြန်မာတွေပတ်စံနဲ့ပဲစောက်ပေးသွားတာ အဲ့ဘောဒါပါပဲနော် အဲ့တော့အဲ့ဒီစာဟောအခုဘတ်လာသူကအလှခံတယ်အလှခိုင်းသူကရန်ကုန်တက္ကသိုလ်ထဲမှာထည့်ပြီးသူကတော့နာမည်ရတော့သူကရသွားတာပေါ့နော်သူတီးခဲ့တာပေါ့ ပြီးတော့အင်္ဂလိပ်တွေနာမည်ရသွား အင်္ဂ တော့ လိပ်နာမည်ရတော့ပေါ့ရန်ကုန်တက္ကသိုလ်ရန်ကုန်အင်္ဂလိပ်တည်ခဲ့တယ်ပေါ့ဒါပေမဲ့တကယ်တမ်းကျတော့မြန်မာတွေရဲ့ပတ်စံတွေမြန်မာပတ်စံတွေစောက်ပေးခဲ့တာလေအဲ့တော့ဦးနေဝင်းကအဲ့ရောက်တော့ဦးနေဝင်းထားတော့ရှုမောင်ပေါ့နော်သူကရှုမောင်လို့ပဲပြောကြတာပေါ့ရှုမောင်ကရောက်တော့အဲ့တော့ကိုရှုမောင်ရောက်တော့ကိုရှုဗမာနေရတော့အင်းဝဆောင်မှာနေရသူလက်ရှိနေတဲ့သူနေခဲ့တဲ့အဆောင်ရှိအင်းဝဆောင်အဲ့တော့အင်းဝဆောင်အစ်စ်ကြီးပေါ့အင်းဝဆောင်အစ်စ်ကြီးတော့ဘေးနားနေပြီးပင်းရဆောင်လို့သခိုင်းဆောင်လို့ရှိတယ်အဲ့ဒီဆောင်တဲ့အစ်စ်တွေအဲ့တော့အဲ့တုန်းက तू ကအကုန်လုံးက तू ကဟိုចောင်းသားတွေအကုန်လုံးက तू ကမရဘူးအဆောင်မရဘူးအဆောင်မရတဲ့ចောင်းသားတွေကမျိုးထဲမှာနေရတယ်မျိုးထဲမှာနေအဲ့မျိုးထဲမှာဟိုအငှားနေအဲ့ငှားနေတဲ့ចောင်းသားတွေအတွက်ကို तू ကအင်္ဂလိပ်ဆိုတာ ferry လုပ်ပြီးတယ်အဲ့ ferry တဲ့ तू ကចောင်းတက်ရအောင်အဲ့တော့ तू ကအဲ့ထမင်းအဲ့အင်းဝဆောင်မှာနေခိုင်းတော့ထမင်းစားလို့ရှိရင် तू back seat ထဲမှာအတူစုစားတာပေါ့နော်ထမင်းစားတော့ဒီမှာဒိုင်းနီဝါထဲမှာ तू စုစားခဲ့တော့ဦးနေဝင်ကပြောတော့ဟင်းတော့သိမကောင်းလာဘူးတဲ့ဟင်းသိမကောင်းလာဘူးဆိုတော့ तू တထေးသားလေ तू ကတော့တထေးသားဆိုတော့တော့မှ तू စားခဲ့ရတဲ့ပုံစံနဲ့ဒီမှာအဆောင်မှာကျွေးရတော့ तू သိအဆင်မပြေဘူး disqualify ဖြစ် तू အဆင်မပြေဘူးဒါပေမဲ့ तू ကကျောင်းနာကရောဒီကျောင်းဆောင်ကရောစားတော့ခါရောနှစ်ခုလုံးပေါင်းမှာ24ချက်ပဲသွင်းရတယ်တလောက်24ချက်ပဲသွင်းရတယ်သူ့ရင်ကတလောက်60ပို့တယ်တထေးအဲ့တော့ तू ကလုံးဝဒီတမင်းကို तू တိတ်ရကြီးမဆိုင်ဘူး အဲ့ခင်မှာမုံဘိုးကျောင်းသားတယောက်63နိုင်မှုဆိုမလွယ် မလွယ်ဘူး60ဆိုပိုတယ်လေကွာ तू က24ချက်ပဲသွင်းရလေ30ကျော်လောက်ပိုသေးတယ်30ကျော်လောက်ပိုသေးတယ်အဲ့တော့ပိုတဲ့ခါကျတော့ तू ကဟာतू ကတထေးအဲ့တော့ပြီးတော့ तू ကအဲ့ခက်ကဒါဟိုကျောင်းသားတွေတော်တော်များများလေ तू သိပ္ပံဘာသာစိတ်ဝင်စားဘူးဒီ physics တို့ chemistry တို့ အဲ့ခေတ်တော့ စိတ်ဝင်စားကြဘူးဘာဖြစ်လို့ဆိုတော့ပိုခက်တယ်လို့အောင်းမေးလို့အစိမ့်သက်ပါရတယ်လေဒီ physics တို့ chemistry တို့ bio တို့အဲ့ဒါကြတော့ तू က သူတို့ဘဝမှာမမြင်ဘူးလားမမြင်ဘူးအဲ့တော့အဲ့ဒီဟာကြတော့ तू ကဟိုဟာပိုခက်တယ်လို့ထင်တယ်နောက်တစ်ခုကဘာလဲဆိုတော့အဲ့မှာဓာတုဗေဒပမောက္ခဒေါက်တာပီကော့ဆိုတာရဲ့နောက်ပါဏဗေဒပမောက္ခဒေါက်တာမက်စကစ်အဲ့နှစ်ယောက်ကတော်တော်လေးကို तू က prof ဖြစ်တာမြန်မာကျောင်းသားတွေနဲ့ဒီပညာရက်တွေနဲ့မတန်ဘူးလို့ကိုသူတို့ကသတ်မှတ်တယ်အဲ့တော့ဒီပါဏဗေဒဘာမောကဒေါက်တာမက်ကစ်ဆိုနောက်ပိုင်းကျဦးနေဝင်းနဲ့ပြဿနာဦးနေဝင်းနဲ့သူသမိုင်းရှိတယ်ဒီမက်ကစ်ရဲ့ကျေးဇူးလည်းရှိတယ်ကျွန်တော်တို့မြန်မာနိုင်ငံမှာလည်းမက်ကစ်ကြီးကကျေးဇူးရှိတယ်ဘယ်လိုကျေးဇူးရှိကိုသူကျေးဇူးရှိပုံရှိနေတာတစ်မျိုးပေါ့နော်ပြောပြမယ်နောက်တော့အဲ့တော့ခုနကဒီပမောက္ခနှစ်ယောက်ကသူကနည်းနည်းလေး prof ဖြစ်တယ်မြန်မာကျောင်းသားတွေကိုသူမတူမတော်သက်ဦးနေဝင်းကသူကဒီသခင်ရှုမောင်ကသူကဒီပါဏဗေဒဘာသာရက်မှာအောင်မသူကနောက်တစ်ဆင့်တက်ပြီးတော့စစ်တက်ကတူတက်လို့ရတယ်အဲ့တော့သူနဲ့ဒီဒေါက်တာမက်ဂစ်နဲ့ကတက်တဲ့ကြီးကိုတိုးတာအဲ့တော့သူကဘယ်လိုသတ်မှတ်လဲဆိုတော့မြန်မာများဟိုတဲ့ဒီဒေါက်တာမက်ဂစ်ကတဲ့မြန်မာများနဲ့မတန်ဟုသတ်မှတ်ထားသူဖြစ်သည်တဲ့ပြီးလို့ရင်အရန်တော်သောကြောင့်တစ်ခါတရံနေကြောင်တောင်အတွေးခေါ်များနဲ့ဆောက်တက်သူဖြစ်သည်ဒါဥနေဝင်းတကယ်ရှိမှမှတ်ချက်တကယ်ရှိမှမှတ်ချက်နော်အရန်တော်တာတဲ့အရန်တော်တဲ့အတွက်တဲ့ तू ကတခါကျရင်လေအတွေးခေါ်တွေကကြောင်တောင်အတွေးခေါ်တွေနဲ့ဆောက်တက်တယ် အဲ့ကြောင့်ကိုယ်ဆိုတိတ်မတော်အောင်နေရတယ်ဟော တိတ်မတော်ကြဘူးနောက်တခြားချစ်စရာကောင်းတဲ့နိုင်ငံခြားကတိကတွေလည်းရှိပါတယ်တဲ့တခြားရှိတယ်ပေါ့ဒါပေမဲ့အဲ့နှစ်ယောက်ကတော့ကျောင်းသားတွေကလည်းဒီ physics တွေ chemistry လည်းယူဓာတုပဲဆို chemistry ပေါ့အဲ့ဒီဟာတွေယူရမှလည်းကြောက်တာဒီနှစ်ယောက်ကြောက်တယ်ပေါ့ဘာသာရက်ကိုကြောက်တာနော်အဲ့တော့နောက်မြန်မာအမျိုးသားကတိကရှားတယ်အဲ့ချိန်တော့ရှားရမယ်ဘယ်သူတွေရှိတယ်တခြားကတိကဥကာတဲ့တခြားကတိကဥကာရှိတယ်နောက်ပြီးတော့ဥဖိုးတုံရှိတယ်ဥလှပေါ်ဦးရှိတယ်ဒါတွေကတခင်ရှုမောင်ရဲ့ဆရာတွေပေါ့ကိုရှုမောင်ရဲ့မောင်ရှုမောင်ရဲ့ဆရာတွေနောက်ဘယ်သူရှိတယ်တော့အရှေ့တိုင်းဘာသာရက်ပါမောကဥဖေးမောင်တယ်နာမည်ကြီးပဲနောက်ပိုင်းရောက်လို့ရှိရင်ဒါအကြောင်းကြီးဖြစ်သွားတယ်ဥဖေးမောင်တယ်နာမည်ကြီးဒါအဲ့ကိုရှုမောင်တို့ရှိနေတဲ့အချိန်တုန်းကလက်ရှိအကြောင်းကြီးက Mr. Scott ဒါအင်္ဂလိပ်ကခန့်တဲ့အကြောင်းကြီး Mr. Scott ပေါ့နော်အဲ့တော့ဒါကိုထောက်ပါတော့ကဲကိုရှုမောင်ကဒါပါသူဒီဘာသာရက်နဲ့သူရှေ့ဟိုအကြောင်းရောက်လာပြီဥပစာတန်တက်ပြီးတော့အကြောင်းသားဖြစ်သွားတယ်ဖြစ်တော့သူ့ရဲ့ character လေးကဘယ်လိုရှိတယ်သူကစင်တကြနေတတ်တယ်တဲ့အတန်းမှန်တက်တယ်နောက်ပြီးသူကဒါအဲ့ချိန်လေးကနော်သူ့ရဲ့စနစ်တကျလုပ်တာသူ့ရဲ့အားလက်ချိန်ဥမာကြောင်းတက်တဲ့ချိန်မဟုတ်သူ့ရဲ့အားလက်ချိန်ကိုသူကအပိုင်း၄ပိုင်းခွဲတယ်ဘယ်လိုဖတ်လဲသူကစာဖတ်ချိန်ကတစ်ချိန်ဘောလုံးကန်တဲ့ချိန်ကတစ်ချိန်ဟော်ကီကစားတဲ့ချိန်ကတစ်ချိန်လေပတ်တဲ့ချိန်ကတစ်ချိန်၄ပိုင်းသူ့ရဲ့ကိုယ်ပိုင်းချိန်ကိုသူအဲ့လိုခွဲထားတယ်အဲ့လိုခွဲအဲ့တိုင်းစနစ်တကျသွားတယ်
ဒီတိုင်းပဲဟိုတက္ကသိုလ်ကျောင်းသားဖြစ်ပြီးဆိုပြီးတော့ဟေးလာဝါလာနဲ့မရှိဘူးပြီးတော့သူကသူ့စင်းတကြနဲ့သွားတယ်ကျောင်းမမှန်တက်တယ်ဒါအချိန်မမှန်ကျောင်းပြေးတာပါညာမရှိဘူးနောက်တစ်ခါစူဇန်လေးလာတက်တဲ့သူ့ရဲ့ညင်နဲ့ကိုရဲ့ကျယ်ဝင်းလာတော့သူ့ဘဝဆက်ရမိတာဒါကတော့ဒေါက်တာမောင်မောင်ရဲ့အာဘောဒေါက်တာမောင်မောင်ကျစူဇန်လေးလာတက်တဲ့သူ့ရဲ့ညင်နဲ့ကိုရဲ့ကျယ်ဝင်းလာတော့သူ့ဘဝဆက်ဟမိလာတယ်တဖြည်းဖြည်းနဲ့သူကတဖြည်းဖြည်းနဲ့ပတ်ဝန်းကျင်အသားကျလာတယ်ဆိုတော့နော်နောက်သူကခက်ကလည်းစံကျင်နေတဲ့ခက်ကလည်းစံကျင်တယ်ပေါ့နော်ဂေါ်လီပေါ့ဂေါ်လီလှုပ်ချင်တယ်သူကโอเคသူကတော့တော့ဒီတော့ဒီပါလားအင်္ဂလိပ်စာကိုအထူးလေ့လာတယ်တဲ့နော်အင်္ဂလိပ်စာအထူးလေ့လာတယ်နောက်ပြီးတော့ this is matter အင်္ဂလိပ်ကိုရေးတယ်အဲ့တော့အရင်တော့ကျွန်တော်ကြားဥပါတယ်ဟဲ့လားတာမတက်ပေမတက်နဲ့ဟဲ့လားခေါင်းဆောင်စစ်သားနဲ့ခေါင်းဆောင်ဖြစ်လာပါဆိုဒီသမိုင်းတွေမသိကြလို့မသိကြလို့နော်အဲ့တော့ तू ကပြီးရင် Goldsmith ရဲ့စာပေဝတ္ထုတွေဒါအင်္ဂလိပ်စာရေးဆရာ Goldsmith အဲ့ Goldsmith ရဲ့စာပေဝတ္ထုတွေကိုတားသဘောကျတယ်ဖတ်လည်းဖတ်တယ်တဲ့အင်္ဂလိပ်လိုဖတ်တာအဲ့တော့ဒါတွေကျွန်တော်သိစေချင်တယ်သိလားဒီ तू ကလေဟိုတမန်ကရှန်ကပေါ့ချွတ်ပေါ့ချန်နဲ့ဟိုစိုင်ကိုလို့ခြုံပေါ်ရောက်ပြီးတော့နိုင်ငံခေါင်းဆောင်တယောက်ဖြစ်လာတာမဟုတ်ဘူးဆိုတာတွေကျွန်တော်သိစေချင်ဒါကြောင့်ဒါတွေထည့်ပြောတာတော့တစ်ဖက်မှာလည်း तू ကမြန်မာစာကိုလည်းမြန်မာမှုကိုအထူးသဘောကျတယ်တဲ့ဟောဆရာလင်းတို့ဆရာပွားတို့စတဲ့ပညာရှင်နောက်မှာစီးကတ်တယ်တဲ့ပြုစီမြမဂီတာကိုနားတွေ့မြမဂီတာကိုသဘောကျသူအထူးသဖြင့်သဘောကျပါဆိုခက်ဆန်းစာပြီးအဲ့ကျွန်တော်တီထွင်နေကြတဲ့အဲ့တော့ခက်ဆန်းစာပြီးတီထွင်ဆဲပဲရှိသေးတယ်ဆရာဦးသိန်းဟန်ဆိုဆရာကြီးဇော်ကြီးဦးသိန်းဟန်ဇော်ကြီးတို့ဥဝန်ဆရာကြီးမင်းသူဝန်အဲ့သူတို့တွေရဲ့အဲ့ခက်ဆန်းစာပေတွေဟာယူသူကအရန်သဘောကျတယ်ဘာလို့အဲ့ကျွန်တော်က revolution လုပ်တာလေစာပေကိုစတက်လာပြီစာပေစတက်လာပြီသူကဒီတန်တင်ချိုလေးတွေနဲ့ပြောကြလာပြီဆိုရေးသားလာကြပြီလားကြပြချိုလေးလောက်ကြပြီဟိုရှေးဟောင်း classic ကနေဖောက်ထွက်လာ classic ကနေဖောက်ထွက်လာပြီဒါကိုခစ်ဆန်းစာပေလို့ခေါ်တာအဲ့တော့အဲ့ခစ်ဆန်းစာပေကိုသူအရန်သဘောကျတယ်အဲ့ချိန်တော့ကသူဒီဖတ်ခဲ့တဲ့ဒီမြမဂီတတွေအဲ့ချိန်တော့သူနားထောင်ခဲ့တဲ့မြမဂီတတွေအဲ့ဆရာမင်းသူဝန်တို့ဆရာဇော်ကြည်တို့ရဲ့စာတွေအခုသူဘိုးချုပ်ပြတဲ့ဒီအဲ့ဒါပြန်ပြောတယ်ပြန်ရွတ်ပြနိုင်တယ်ပေါ့နော်ပြန်ရွတ်ပြတယ်တဲ့ဘယ်လောက်ကြီးဆွဲလဲဆိုတော့ဒါသူ့ရဲ့ခိုင်တာလေးပေါ့တွဲတာနော်နောက်တစ်ခါသူနောက်သူကကောလိပ်ကျောင်းသားတွေကျက်စားရနေရာများမှာသူလည်းကျက်စားတယ်ဘယ်နေရာလဲတော့ကျွန်တော်မသိဘူးနော်ဒါတော့ဒေါက်တာမမောရဲ့လျှို့ဝှက်ချက်ဖြစ်လိမ့်မယ်အကုန်လုံးဘယ်ရေးမယ်ဒေါက်တာမမောလည်းအဲ့ဒီခေတ်ကတဲ့ကောလိပ်ကျောင်းသားတွေကျက်စားရနေရာမှာသူတော့ကျက်စားတယ်တဲ့အဲကျွန်တော်စဉ်းစားတယ်ဘယ်နေရာသူတော့ကျက်စားလဲစုံပါမှာပေါ့အစုံပါမှာပေါ့တချို့အဲ့လေဟိုမပေါ်ပြတဲ့နဲ့မပွဲမရကိစ္စတွေလည်းရှိမောကျောင်းသားလူငယ်တဘာဝဆိုတော့ကျောင်းသားတွေကျက်စားတဲ့နေရာမှာသူကျက်စားတယ်တဲ့နောက်အခါကြီးကြီးတွေမှာတော့ဖျားဝတ်တက်တယ်တဲ့ဖျက်ဝတ်တက်ပြီးတော့စီမီပန်းရေချမ်းကတ်လူတယ်ပြီးရင်လက်ယူပါတူတယ်တဲ့ဟုတ်ပြီဘာမှမမောတော့တော့ရေးတာတော့မောတော့ဟိုနောက်တော့လည်းပြန်ဖော်တာပါသူကဖျားလက်ဖူးတယ်လက်လည်းတူပါတယ်တဲ့သူကခင်မင်ဖော်ရတဲ့အပေါင်းအသင်းမရှားပါဘူးတဲ့ဒါတွေကဒါသူ့ရဲ့တက္ကသိုလ်ကျောင်းသားဘဝဟို character တွေသူ့ရဲ့ငယ်စဉ်ဘဝသူကဒါကလေးတသားပဲရှိသေးတယ်လေတက္ကသိုလ်ကျောင်းသားဖြစ်တယ်ဆိုတော့ဒါလူရိုပေါက်ပေါ့နော်ဟိုကလည်းမကြသေးဘူးအဲ့တော့နိုင်အဲ့ချိန်မှာဖြစ်နေတဲ့နိုင်ငံရေးအဲ့ချိန်မှာနိုင်ငံရေးကဲတာဘယ်လိုဖြစ်လဲဆိုတော့နိုင်ငံရေးကဲတွေကဒီတက္ကသိုလ်နေပြည်မှာပြင်းထန်စွာရိုက်တာမရှိသေးဘူးဟဲ့လားဘယ်တော့ပဲဖြစ်လိုက်တော့ဥမာဆရာဆန်ရဲ့ဂလုံဒေါ်လာရေးဂလုံဒေါ်လာရေးကရက်ကတက္ကသိုလ်ကျောင်းရိုက်တယ်ဒါပေမဲ့ကျောင်းသားတွေမလှုပ်ရဲဘူးတိတ်ပြီးတော့များဆဆမလှုပ်ရဲကြဘူးအပြင်မှာလဲဟိုဆရာဆန်တို့ဘာလို့ဖြစ်လှုပ်တယ်ဆိုတာတိတ်ပြီးတော့ဟိုကမဖြစ်ခဲ့ကြဘူးဟိုကလေဟိုအင်္ဂလိပ်ကနှိမ်လိုက်တာနဲ့သူကပြီးသွားတာဆိုတော့လေတိတ်ပြီးတော့ဟိုမဖြစ်လိုက်အဲ့တော့နောက်တစ်ခါဗမာဒုဗမာအစီအုံပေါ်လာဒုဗမာအစီအုံမပေါ်လို့ဒုဗမာခေါ်တယ်ပေါ်လာတယ်ဘလို့ခေါ်လိုက်တော့ဒုဗမာဘလို့ခေါ်တော့တခင်လို့ခေါ်ကြတယ်ပြီးလို့ရှိရင်နိုင်ငံခြားပစ္စည်းတွေတော့မသုံးနဲ့ဟုတ်လားနိုင်ငံခြားဝတ်စားတွေမဝတ်နဲ့မြန်မာပင်ဒီနဲ့ဖြင်ချမ်းတိုက်ပုံဝတ်မျိုးသမီးတို့လည်းမြန်မာသပိမျိုးသမီးတွေလည်းပပလလပေါ်ပလင်တို့ဘာလို့စာစီတို့စာဘာညာစလာစလာပြီအဲ့ဒါမဝတ်ရဘူးမဝတ်ဖဲနဲ့မဝတ်ရဘူးမဝတ်ဖဲနဲ့မြန်မာရိုးရာချက်ခုတ်ထူထတဲ့ဝစ်အဲ့ဒါမျိုးစီယုံလုံးစောတဲ့ဟာတွေပေါ်လာပြီအဲ့ဒါတွေတက္ကသိုလ်တဲထိပါရောက်လာအဲ့ဒီဟာကိုဘသူကဒါသဘောကျတယ်ဆိုတော့ဒါဟိုဥနေဝင်းအကြောင်းနဲ့ပတ်သက်ပြီးတော့ဒါတခင်ဖစိန်တော့ဥနေဝင်းနဲ့တဒန်းနေတယ်တခင်ဖစိန်တော့အရင်တော့ဒုဗမာစီယုံကိုဟိုဒီချောင်ခဲ့တဲ့အထက်မှာပါတဲ့တူတယောက်ပေါ့နော်သူလည်းအရေးပါတာပေါ့အဲ့တော့ तू ကတခင်ဖစိန်က तू အဲ့ဒါကို तू အရင်သဘောကျအဲ့ तू ကိုယ်တိုင်လည်းပင်နေဝက်တယ်ပြီးရင် तू ကတခင်ဖစိန်ဘာဖြစ်တော့ငွေကြီးချိုးတက်တယ်ပတ်စံတော့တိတ်မချမ်းသာဘူးဒါပေမဲ့သူ့ကိုယ်သူယုံကြည်မှုကတော့လွန်ခဲ့တယ်အဲ့ဒီပင်ဒီဖြင်ချမ်းကိုဝစ်ပြီးတယ်ပြီးတော့စာများများဖြတ်တယ်စာများများဖြတ်ပြီးတော့များများဟောပြောတတ်တယ်သူကများများပြောတယ်အဲ့တော့တက္ကသိုလ်ကျောင်းသားတမကရဲ့ဖိတ်ကြားချက်ရအဲ့ချိန်မှာတက္ကသိုလ်ထဲမှာလာပြီးတော့ဒေါက်တာဗမော်တို့ဥပဘေတို့ဥစောတို့အခုကျွန်တော်တို့ခလုံးဥစောပေါ့ဥစောသူတို့ကလာရောက်ဟောပြောကြတယ်ဟောပြောပြီးတော့စကားရည်လူပွဲတွေလုပ်ကြတယ်အဲ့လိုဟောပြောတဲ့အချိန်မှာလဲကိုဘဆရာသူကမဖြစ်မနေတက်တယ်ဟိုအဲ့ဒီသခင်ဘဆရာမဖြစ်မနေတက်တယ်
ထပြီးတော့ question ထပြီးတော့လဲ question ရှုထလုပ်တယ်ပြီးဖြစ်ဆွဲပြီးတော့သူကပြောတယ်အဲ့တော့နိုင်ငံရေးအတွေးခေါ်တွေသွားအဲ့မှာသူကတဖြည်းဖြည်းနဲ့ဒီဥစောတို့ဥပဘေတို့နဲ့သူကဟိုဆွေးနွေးရတဲ့အတွက်တဖြည်းဖြည်းနိုင်ငံရေးအတွေးခေါ်အရင်ကျယ်ပြန့်လာတာပေါ့နော်အဲ့နောက်ဆုံးသူကဘယ်လောက်ထိဖြစ်လဲသူကလည်းဘယ်လိုပြောရမလဲဟိုအိန္ဒိယမှာဂန္ဒီကဟိုခေါင်းဆောင်မှုကျယ်ပြန့်လာရင်မလားအဲ့တော့သူကအဲ့ဒါကိုမြန်မာပြည်ကအရင်သဘောကျတယ်အဲ့တော့ဂန္ဒီအဲ့တော့သူကလည်းဒီသခင်ဘာဆိုင်နောက်ဆုံးကဘယ်လောက်ထိဖြစ်သွားဆိုတော့သူ့ကိုသူဂရုံးတုံးပြီးတော့ကိုဘာဆိုင်ရဲ့နာမည်ပြောနေဂန္ဒီဆိုင်ဆိုပြီးတော့ ဟိုပါဘောနော်ဒါဘာပဲယူသွတ်တာပေါ့ အေးယူသွတ်တာပေါ့ယူသွတ်တာသူလည်းဂရုံးတုံးနေပြီးသူ့ကိုသူနာမည်ပြောနေတယ်ဂန္ဒီဆိုင်နဲ့ကိုဘာဆိုင်ပုတ်တော့ဘူးဂန္ဒီဆိုင်ဆိုပြီးတော့အဲ့ဒါတိတ်မကြဘူးလေအေးအဲ့ဒါဒါတော့မင်းပြန်ဖော်ထုတ်မှာပြီလေသူ့ကိုသူဂန္ဒီဆိုင်ဆိုပြီးတော့နာမည်ပြောင်းနေတယ်ဒါအဲ့ဒါဆိုလိုချင်တာကတခင်ရှုမောင်နဲ့ဖြစ်ပြိုင်ဟလာတောင်တက္ကသိုလ်ကျောင်းသားကိုဘာဟိန်းကအဲ့လိုနိုင်ငံရေးဘက်မှာပါနေပြီတခင်ရှုမောင်ဘယ်ပြောင်းနေလဲဒါကိုပြောချင်တာအဲ့တခင်ရှုမောင်နဲ့နောက်တစ်ယောက်ရှိတယ်ကိုင်းနုပေါ့ကိုင်းနုကလည်းသူကအဲ့တက္ကသိုလ်မှာသူကလူငယ်အသင်းကောင်းဆောင်ဒါတခင်ရှုမောင်နဲ့သူကဟိုဟာတော့ပဲ level ပဲအဲ့သူကတော့ဘာလဲသူကစာပေသမားအတွေးအရေးအပြောသမားသူကတော့အပြောသမားအနုပညာသမားသူကအပြောသမားအဲ့တော့သူကသူ့ကိုပြောခိုင်းပြီးသူကမှာ National Day ကြောင့်မျိုးသားနေ့အကြောင်းကိုပြောရမလားဒါမှမဟုတ် Shakespeare ရဲ့ဝတ္ထုတွေအကြောင်းပြောရမလားဟာလားကြပြားတစ်ခုစာတစ်ခုအကြောင်းပြောရမလားဒါမှမဟုတ် तू ဆွဲလန်းခဲ့တဲ့မိမပြိုလေးတွေအကြောင်းပြောရမလား तू ကပြောဘလို့ပြော तू ကဆွဲလန်းလဲကောင်းတယ်ခါပြောကောင်းတယ်အဲ့ तू ကဘာအကြောင်းကပြော तू က topic ကကောင်းတယ် तू ပြောကြတယ်ကျွန်တော်လိုဖြစ်မှာပေါ့ကိုယ်ကြုံနေရတဲ့အတိုင်းကိုယ်ကြုံနေရတယ်ပြောတာအဲ့တော့ तू အဲ့လိုပြောရတာပြောတဲ့ခါကျတော့ तू ကဟိုတတိကြတော့ तू ကအဲ့မှာကျောင်းထဲမှာခွဲရေးတွဲအဲ့တော့ပြဿနာရှိတယ်ခွဲရေးတွဲပြဿနာဟာလားအဲ့ခွဲရေးတွဲပြဿနာနဲ့ပေါ့ तू ဆွေးနွေးကြရင်ねကိုနုက तू ကအဲ့ထပြီးတော့ဆွေးနွေးတာအဲ့တော့ तू ကဘလို့ဆွေးနွေးတော့ဒီခွဲရေးကိုစန့်ကျင်ပြီး तू ကဆွေးနွေးတာ तू ခွဲရေးကို तू ခွဲရေးကိုမကြိုက်ဘူးခွဲရေးမကြိုက်တော့ခွဲရေးကိုစန့်ကျင်ပြီး तू ဆွေးနွေးတာအဲ့ဆွေးနွေးတဲ့ဟာကိုနုက तू ကစကားပြောလို့ချင်း तू ကခန်းစားပြီးပြောတာ तू ကသူ့ feel နဲ့ तू ပြောတာသူ့ရင်ထဲမှာရှိတာကိုသလုံးလေးတွေစီးပြီး तू ကပြောတာအဲ့တော့ तू ကဒီခွဲရေးကိုစန့်ကျင်ပြီးတော့အာဘောင်အာရင်တန်တန်နဲ့ပြောတယ်ဟမ်ကိုနုကတွဲရေးကိုတွဲရေးကို तू ကခွဲရေးကိုစန့်ကျင်တော့တွဲရေးပေါ့အဲ့တွဲရေးကို तू ကအာဘောင်တန်တန်နဲ့ तू ကပြောတာတကယ်တမ်းကျတော့ तू အပဝန်းကျင် तू သတိမထားမိဘူးအောက်ကចောင်းသားတွေအများစုက तू ခွဲရေးကိုထောက်ခံခွဲရေးထောက်ခံတာအဲ့တော့အောက်ကကောင်တွေဖြစ်နေတဲ့ဟာကို तू မသိဘူး तू ဖီးနေအပေါ်မှာတွဲရေးကိစ္စပြောနေတဲ့အချိန်မှာအောက်ကကောင်တွေနောက်ကျတဖြည်းဖြည်းနဲ့သူ့ကိုဖက်ပြီးတော့ရှက်စရာကြီးရှက်ဖွယ်ကောင်းတယ်စိတ်မရှိတော့ဝိုင်းပြီးတော့အော်ဟစ်တောင်းပြောင်းချလိုက်တော့ကိုနုကရှက်သွားတယ်ဒါပေမဲ့ तू အကျော်တော့မှာလေလားပြီးအောင်တော့ဆက်ပြောသွားတယ်ပြီးအောင်တန်းတိုင်းတော့ထားခဲ့တန်းလမ်းမထားခဲ့ဘူးပြီးအောင်ဆက်ပြောတယ်ထိုင်သွားတယ်ဒါပေမဲ့ तू ကခုနဂန်ဒီစိန်လောက်တော့ तू ကအရေးမထူးပြီးလဲပြီးတော့ तू ကချက်ပြီးတော့ तू ကဘယ်လိုတက်သွားလဲဆိုတော့ तू ကအဲ့မှာပန်းတနော်မှာရှိတဲ့ National High School မှာ तू ကျောင်းဆရာသွားလုပ်တယ်ဟောတခါတော့ဒိုးသွားတခါဒိုးသွားစိတ်ကောက်သွားပြီစိတ်ကောက်သွားရှင်းတာအဲ့မှာ तू ကရင်နာနေတာသူ့ကိုကျောင်းသားတွေဝိုင်းတောင်း तू နာအဲ့သူ့ရဲ့နာနေတဲ့ရှင်ကိုဘယ်သူကဖြည့်ဆည်းပြတော့အဲ့ National High ပန်းတနော် National High School ရဲ့ကျောင်းအုပ်ကြီးသမီးကျောင်းအုပ်ကြီးရဲ့သမီးမမြကြီးကနေပြီးတော့သူ့ကိုကုစားပေးလိုက်တယ်မမြကြီးနဲ့သူလည်းကြိုက်သွားတယ်အဲ့မမြကြီးနဲ့သူလည်းကြိုက်သွားတယ်အဓိကတရားခံဘယ်သူလဲဆိုတော့သိလားကမ္ဘာကုလသမဂ္ဂအထွေထွေအတွင်းမှုချုပ်ကြီးဦးတန်းအောင်သွဲနော်အဲ့တော့ဦးတန်းကအခုမှ तू ကပြောပြတာဦးတန်းကအခုမှကျွန်တော်စဉ်းစားမိတယ်ဦးတန်းက तू ကကုလသမဂ္ဂအတွင်းမှုချုပ်ဖြစ်တဲ့အခါကျမှ तू ကကမ္ဘာနိုင်ငံအချင်းချစ်ကြည်ရင်းနှီးပါညာလောက်တာမဟုတ်ဘူး तू ကကုလကျောင်းဆရာဘဝတည်းက तू ကပြစ်တာပေါင်းမှုလုပ်နေပြီ तू ကအောင်သွဲတော့အဲ့တော့ဒါတမိုင်းမှာဟလာဦးနုနဲ့ဒေါ်မြကြီးနဲ့လင်မယားနှစ်ယောက်ဖြစ်သွားတာကဒုကတရားခံကဦးတန်းကုလသမဂ္ဂအထွေမှုချုပ်ဦးတန်းနော်ဟိုကျောင်းသားတွေကတွန်းပို့လိုက်တာကျောင်းသားတွေစိတ်ကောက်ပြီးတော့ပြန်လာတဲ့မမြကြီးကဖြည့်သိမ့်ပေးနေအဲ့လိုဇလန်သူတို့ဇလန်ဒါလေးကသူဘူးတထက်ပြောတာပါဒါလေးကနော်အဲ့မှာကျွန်တော်တို့ဇလရှိသခင်ရှုမောင်ပဲရောက်နေတယ်ကြောက်နေတယ်သခင်ရှုမောင်ဘာလို့လဲဆိုအဲ့အချိန်မှာသူလာနဲ့သူမမှန်ချီတတ်နေရတယ်ခုနကကျွန်တော်ပြောတယ်သူ့ရဲ့ time table အတိုင်းသူ့ time table အတိုင်းပဲသူကကြောင်းတက်မယ်ဆရာဝန်ဖြစ်ရှင်စိတ်နဲ့သူစူးစမ်းနေတာပြီးတော့ဒီခုနဒေါက်တာမက်ဂစ်နဲ့သူကအဆင်မပြေဘူးအဲ့ပြီးမှပြောပြတယ်အဲ့တော့ဒီခုနဒီကိုတခင်ဘာစိန်တို့တခင်နုတို့လုံနေတဲ့ကျောင်းသားတမကမှာနေနိုင်ငံတကာဟောပြောပွဲတွေကိုတခင်ရှုမောင်ကိုရှုမောင်လည်းတခါတည်းတော့သူကတွန်းနှားထောင်တယ်တော့ပြောထားတော့သူကဘာပြောလဲဆိုတော့ဟောကြပြောကြတာတွေကလီကုန်တယ်တဲ့နားထောင်ရတာနားကြီးပြီးတော့အချိန်ကုန်တယ်တဲ့နော်သူကလက်တွေ့သမားနော်အချိန်ကုန်တဲ့လေဘတ်ဘောလုံးစကားစာဖတ်လေ့လာစူးစမ်းရမယ်အချိန်မလောက်တဲ့ကဲ
သူ့ရဲ့မှတ်ချက်ကသူစိတ်ဝင်စားဘူးသူစိတ်ဝင်စားဒီနိုင်ငံရေးကိုသူစိတ်ဝင်စားတာမဟုတ်ဘူး တော်ကီတွေလည်းစိတ်ဝင်စား အေးမဟုတ်သူအဲ့တော်ကီအဲ့စကားတွေပြောနေရတယ်အဲ့လိုအပေါင်အင်းတန်နဲ့ပြောနေသူလက်မကောပထမတစ်ခါတော့ကျွန်တော်ပြောရမှတ်ပြီလားကိုဆရာဝန်ဖြစ်ရှင်တော့မှဆရာဝန်နဲ့မှပါရဂူမဖြစ်ရှင်ဘူးတဲ့ဟိုစာအုပ်ကြီးကင်ပြီးတော့ဟိုစတီကာချက်နေတဲ့ဟာကိုနာစီချောင်းတော့ပြောက်အောင်မခုနိုင်တဲ့ဟာမျိုးသူမလုပ်ချင်ဘူးလို့ပြောတယ်အခုလည်းသူကဒီလိုမှဒီတခင်ဟိုမှာလာဆွေးနေတဲ့လူကဥစောတို့ဟလားဒေါက်တာဘမော်တို့တကယ်နိုင်ငံရေးအဓိပတိထိပ်သီးတွေလာဆွေးနွေးတယ်ဒီကတောင်းသားတွေကလည်းတခင်ဘာစိန်တို့တခင်လူတို့ကကိုဘာစိန်တို့ကိုနုတို့ကဝင်ဆွေးနွေးကြပြီပြဿနာတွေတက်ကြဖြစ်နေကြပြီဒါပေမဲ့ तू ကလာနာထောင်တယ်လာနာထောင်ကြည့်လာနာထောင်ကြည့် तू ဘာပြောတော့ဟောကြပြောရတာလေကုန်တယ်တဲ့နော်တွေ့သမား အချက်ကတာထီရောက်တယ်ဟောတော့ပြောကြလေကုန်တယ်တဲ့နားထောင်ကနားကြီးတယ်တဲ့အချိန်ကုန်တယ်တဲ့ နားကြီးတွေပါလေ နားကြီးပါပါတယ်ကွာ तू မှတ်ချက်ကလေဗျအဲ့ချိန်တွေက तू ကထူကြရတယ် ထူကြရတယ် तू တော်ကီသမားတော့မဟုတ် တော်ကီသမားမဟုတ်စကားသဖြင့်ပြောကြည့်နေတယ်ပေါ့နော်အဲ့တော့လေပတ်ဘောလုံးစကားကိုကိုယ့်ဟာတော့အချိန်မလောက်ရကြတယ်စူးစမ်းလေးလာဖို့အချိန်တော့မလောက်ရကြတယ်ဒါတွေနောက်တော့နားကြီးတယ်အချိန်ကုန်နေတဲ့မသွားတော့ မိုက်တယ်ဟော အဲ့တော့တခင်ဟိုကိုရှုမောင်ဘယ်ရောက်နေလဲအဲ့လိုပါပဲအဲ့မှာဖြစ်နေတယ်နောက်တော့ပင်ဒီသူ့ရဲ့မှတ်ချက်တွေကပြောပြအောင်ပင်ဒီဖြင်ချမ်းဝစ်တာကိုအားပေးတယ်လက်ခံဒါပေမဲ့အဲ့ဒီဟာကိုအသားယူပြီးတော့စတိုင်ထုတ်ရတော့မကြိုက်ဘူးတဲ့ ဟို PS ကလည်းကပင်ကြီးတွေကလည်းဗာလဲစပိန်နေစီရုံတက်တာတို့စီကွာစီကိုဗာ YBS စီးပြတာဗာလို့ သူသာရှိထနဗန်ချင်းမှာ နဗန်ချင်းမှာဟလားဒီကျိုးတော့ဗာနင်းချင်းခံအောင် သူဒါတော့တခင်ပါစင်ပြောတာပင်ဒီချမ်းဝစ်တာတော့လက်ခံတယ်ဒါပေမဲ့ဘယ်ဒီဓာကြီးဝစ်ပြီးစတိုင်လာထုတ်နေတာသူလက်မခံဘူး popular တော့မလုပ်နဲ့ဗာ သူကိုယ်တိုင်လည်းဖြင်ချမ်းမဟုတ်တော့တသက်ရက်ဝက်တယ်သူကလည်းအဲ့လိုကနိုင်ငံခြားပြည်တော်မဟုတ်သူဒီပြည်တွင်းဟာသူတသက်ရက်ဝက်တယ်အဲ့တော့ तू ကနိုင်ငံရေးမှာစိတ်မဝင်စားတာတော့မဟုတ်ဘူးဒါပေမဲ့အဲ့လို တော်ကီစိတ်ဝင် တော်ကီနိုင်ငံရေးတွေပေါ့နော်တော်ကီနိုင်ငံရေးတွေအပေါင်းအင်းတန်တန်နဲ့ဟောပြောဆွေးနွေးနေတဲ့နိုင်ငံရေးတွေမှာ तू မပါဘူး ဆွေးနွေးရအချိန်ကုန်တယ်ဗောပြောချင် ဒါကြောင့်မို့ तू ကအဲ့ချိန်တော့ तू ကသူ့ရဲ့အခန်းကဏ္ဍမိမ့်နေတယ် ပြောင်းနေတယ်ထင်ရတာ तू တကယ်တမ်းတိုက်ရခိုက်ရတော့မယ် तू တကယ်လွတ်လိုက်တော့လောရတော့မယ့်အချိန်ကျ तू လာပေါ်လာလိမ့်မယ်ဒါနောက်ပိုင်းကျော်ဆက်ပြောတယ်အဲ့တော့ तू ကခုနဟိုဒါအခုအဓိကပြဿနာပြောတော့မယ်အခုဒါ तू ကသူ့ရဲ့ character လေးတွေပြောပြီးသွားပြီဟဲ့လားနိုင်ငံရေးထဲမှာ तू ဘာကြောင့်ပြောင်းနေလဲဆိုလည်းပြောပြီးသွားပြီအဓိကနောက်ဆုံးအချက်ကဘာပြောချင်လဲဆရာဝန်ဖြစ်တဲ့အကြောင်းပြောပြတယ်အဲ့တော့ဒီသူကစာကြိုးစားတယ်စာကြိုးတော့ဒီဒါပါမောက်ကမက်ကစ်တဲ့ကလည်းပြဿနာတဒုက္ခတယ်သူကိုယ်တိုင်ကြီးတာသူကိုယ်တိုင်ကြီးတာဒီနေ့ပြဿနာတဒုက္ခတယ်သူကမြန်မာအကြောင်းသားတွေကိုနှိမ်နေတဲ့အထင်မကြီးဘူးတဲ့စေးတက်ကတုံနဲ့စေးပညာနဲ့ဒီမြန်မာလူမျိုးတွေနဲ့မတန်ဘူးလို့သတ်မှတ်တယ်တဲ့သူကလည်းစာကြိုးစားတယ်သူကဘလို့ပဲကြိုးစားဟိုသူနဲ့ကအဆင်မပြေဘူးပြီးတော့သူကလည်းခေါတော့ဗာရိုင်းမြန်စောက်ချိုးရမပြေဘူးမလဲသူကလည်းအချိုးရမပြေဘူးနိုင်ငံခြားသားပါမောက်ကဖြစ်တဲ့အတွက်သွားပြီးတော့ဖာရပြီးတော့အဲ့လိုဆရာဘာမလုပ်ဘူးဒါပေမဲ့ဆရာယူသေးတယ်ရေးစားဒါပေမဲ့ဒီလောက်ပဲဖာရသွားမလို့အဲ့တော့ဟိုကောင်လည်းဗမာလူဟိုလူကလည်းဗမာလူမျိုးဆိုကြည့်လို့မရတော့သူ့လည်းကြည့်လို့မရဘူးသူ့ကလည်းကြည့်လို့ရတယ်တစ်စက်မှမရှိဘူးအဲ့တော့သူကလည်းအဲ့လိုသူကဘောလုံးခံပဲမဖောက်ဘူးဟိုသူ့ဘက်ကတွေးတယ်ဒီကောင်ဘာကောင်လဲငါလည်းရောတော့မနေပါဘူးရောမနေဘူးအဲ့တော့အဲ့ဒီအကျိုးဆက်ကဘာဖြစ်သွားလဲဆိုတော့အဲ့ပါဏဗေဒအမှသူ1932ခုနှစ်မတ်လထဲမှာဒါဥပ္ပဇာသိပ္ပံနောက်ဆုံးနှစ်ဖြည့်တယ်ဖြည့်တဲ့အခါမှာမက်ကစ်ကပညာပြတယ်ပါဏဗေဒမှာကြာပါဏဗေဒကြာသွားတဲ့စိတ်တက်ဆိုတက်လို့မရတော့တခြားအဲ့အောင်မတက်လို့ရမှာနော်ဒီပါဏဗေဒအာတရားကအောင်တဲ့အခါကျမှ तू ကစိတ်တက်ဆိုဆက်တက်လို့ရမှာအဲ့တော့အဲ့ဒီဟာကြာပြီမလဲ तू ကတခြားဟိုမှာဆက်တက်လို့ရသေးတယ်ဥပဒေတက်မှာလားဟိုပါပဲမရမှာစိတ်တက်လို့စိတ်ပဲမရမှာလေဥပဒေတက်မှာလားဟလားဟိုကဝိဇ္ဇာဘွဲတက်မှာလားအဲ့တုန်းက IS ဗာလဲမြို့အုပ်တို့မြို့ဝင်တို့ဘာလို့လုပ်လို့ရတဲ့ဟာတွေအများကြီးရှိတယ်အများကြီးရှိပါဒါပေမဲ့ကိုရှုမောင်ကတမျိုးစိတ်နာသွားတယ်ငါတက်ကတူငါဆရာဝန်ဖြစ်ချင်တာဒီကောင်မက်ကစ်လုပ်လို့ငါဆရာဝန်ဖြစ်ဘူးအဲ့တော့ဒီကောင်ရှိနေတဲ့အကြောင်းမှာငါဆက်မနေတော့ဟာပြတ်တယ်သူကလည်းပြတ်တယ်သူကလည်းပြတ်တယ်ပြီးတော့အင်္ဂလိပ်ကိုလည်းစိတ်နာသွားပုံရအင်္ဂလိပ်စိတ်နာတော့ရအဲ့တော့ तू ကလုံးဝပြက်သားနဲ့ဂျွာလည်းမပြန်ဘူးပေါက်ခေါင်းလည်းမပြန်ပေါင်းတယ်လည်းမပြန်ဟုတ်လားပြန်မနဲ့ဘေးရောက်တော့ဘာကျွန်တော်ကဒီအင်္ဂလိပ်ကိုဘာကြောင့်စိတ်နာသွားပုံရလဲဆိုတော့ကျွန်တော်ဒါဒေါက်တာမောင်ရဲတယ်မပါပါဘူးကျွန်တော်သုံးသပ်ကြည့်တာ तू ကဘာဖြစ်လို့ဟိုမပြန်ကြောင်းဆက်မတက်တော့ဘူး तू ဘယ်ရောက်တော့တခါနိုင်ငံရေးနယ်တဲ့တခါတန်းဝင်သွားတာနိုင်ငံရေးနယ်ရောက်သွားသူ့ရဲ့တက်ကတူတက်တဲ့ရှာရှာပါပါတက်တဲ့ဟာလေအခုနှစ်နှစ်ပဲရှိတယ်သူ1929မှာတက်တယ်ရောက်လာ1931မှာတွက်ပြီပြီးသွားပြီသူ့ရှာရှာပါပါတက်ကတူကျောင်းသားဘဝနှစ်နှစ်ပဲရှိတယ်အဲ့နှစ်နှစ်တည်းမှာသူတကယ်စီးစနစ်တကျနဲ့နေခဲ့တယ်ဟဲ့လားသူကသူလှုပ်ရှားရှိရလှုပ်တယ်ဟိုဘယ်လိုပြောမလဲဟ
ဟောဘေးဘေးဟောလျာနဲ့မတည်ပြီးလို့ရှိရင်နိုင်ငံရေးနဲ့လည်းမပတ်သက်ဘူးနိုင်ငံရေးသမိုင်းနဲ့လည်းသူမပေါင်းဘူး စာလို့အမရှိလုပ်တယ် စာလုံးအောင် တော်ကီနိုင်ငံရေးစိတ်ဝင်စားဘူး အဓိကသူ့ရဲ့ရည်မှန်းချက်ကကြောင်ဖြုတ် ဆရာပေါ့ ဆရာအဲ့တော့နောက်ဆုံးဒီမှာဒီ31ခုနှစ်1931ခုနှစ်ဒီဟာဖြည့်ပြီးတဲ့အချိန်မှာ तू မအောင် तू မက်ကေက तू အောင်မပေးဘူးကျသွားတဲ့အချိန်မှာ तू စိတ်နာလာစိတ်နာပြီးတော့တက္ကသိုလ်လုံးဝတက္ကသိုလ်ကနေပြီးတော့လုံးဝခြေစုံကံပြီးထွက်သွားတယ်အဲ့တော့ဘယ်ကိုထွက်သွားပြီးတော့ဘာတွေဆက်ပြီးတော့လုပ်တယ်ဆိုတာကိုနောက်တစ်ပိုင်းကြာလို့ရှိရင်ကျွန်တော်ဆက်ပြီးတော့ပြောပေးမယ်တားရှည်သွားမှာဆိုလို့ ဟိုကြည်နေပြိတ္တတွေလည်းအောက်မှာ comment တွေဝင်ရေးခင်ဗျားတို့လည်းဗျာကောင်းကန်းရောက်နေရသွားတယ် အေးဟိုကျွန်တော်တားရှည်သွားလဲညီးသွားမှာဆိုလို့အဲ့တော့အခုဒါပထမတကပထမဘိုင်းမှာတော့ဒါတက္ကသိုလ်စတက်တဲ့အကြောင်းပြောတယ်သူ့ရဲ့ငယ်ဘဝအခုတကဒီတက္ကသိုလ်ကျောင်းသားဘဝသူ့ရဲ့ဟလာ character ဘိုင်းဆိုင်ရာတွေပြောပြတယ်ပြီးလို့ရှိရင်တက္ကသိုလ်ဘာကြောင့်မအောင်လဲဆိုတာပြောပြတယ်ဒီထဲမှာအဓိကပြောချင်တာတော့ခုနပြောတော့ပထမတစ်ချက်ကသူ့ရဲ့နေုံထိုင်ပုံဇယရဲ့စကားတွေနောက်တစ်ခါဒီနိုင်ငံရေးနဲ့ပတ်သက်လို့သူ့ရဲ့ခံယူချက်ပေါ့နော်ပြောကြဟောကြတွေလေကုန်တယ်နားတော်တာနားကြီးတယ်တဲ့ဒါသူ့ရဲ့မှတ်ချက်နောက်တော့နားကြီးတယ်တဲ့ အဲ့မျိုးရဟိုလိုပြောတော့ပြောပဲဖတ်ဘူးရဲ့ဆရာမြတ်ထန်ရေးတဲ့တိုင်းပြည်လူမုံလန်းထန်ထဲမှာပါတယ်လေအဲ့ဒါသူဒီနိုင်ငံရေးသမားတွေသူစိတ်အဲ့မှာနိုင်ငံရေးမှာသူစိတ်ကုန်သွားတာ ဟုတ်တယ်ခုနပြောဟန်ဂေရီကိစ္စရုရှားကျူးကျော်တဲ့တောင်ကိုရီးယားကျွန်းဆွယ်မှာဘာဖြစ်လဲညာဖြစ်တယ်အမေရိကန်ဘက်ကထောက်ခံမလားရုရှားဘက်ကထောက်ခံမလားရေမြဖက်မဲ့ကိုတိုင်းပြည်နယ်လူမျိုးတွေကိုဒီမှာကြောင်လုံးတုံဖြစ်နေပြီပြင်းနေကြတဲ့အချိန်မှာသူတို့ကလွတ်တော်ထဲမှာဘာလဲဟိုမလို့ခရမ်းရမ်းပြသူတို့တော်ဆောက်ကားရဲများနေဗျာတဲ့နိုင်ငံရေးသမားတွေဒီမှာကျတော့ရေဘော်တွေတေချေပြီးတော့ဒီမှာတော်နိုင်တက်နေချိန်တိုင်းတော်အဲ့လိုအဲ့မှာကာရီတာပေါ်တယ်ငယ်ငယ်လေးတွေတော်ကီမကြိုက်ဘူးတော်ကီနိုင်ငံရဲ့သူမကြိုက်ဘူးနောက်တစ်ခုကဒီမှာသူကတက်ကတူကျောင်းသားပေါ့အဲကိုပါစိန်တို့ကိုနုတို့ကအလွတ်လုံးနေကြတဲ့အချိန်မှာအချိန်ကိုဒေတာဘုံကျောင်းဆန်းပြောင်းပုံဆန်းပြောင်းပုံဆန်းဘာကြောင့်ပြောလဲဆိုတော့သူနဲ့ကိုအောင်ဆန်းတဲ့ကကိုရှုမောင်နဲ့အသက်ကတားกว่าတာသူက1917မေလ24ရက်နေ့မှာမွေးတာကိုအောင်ဆန်း1915ဖေဖော်ဝါရီ23ဆိုတဲ့ခါကျတော့၄နှစ်ကျော်လောက်၄နှစ်လောက်နေတယ်အဲ့တော့သူကျောင်းကထွက်သွားတဲ့အချိန်ဒီကိုအောင်ဆန်းကတက်ကတူမရောက်သေးဘူးခြားတိတ်ဒီကနေ့မှာတော့ပြောင်းဒီကနေ့မှာကိုအောင်ဆန်းပြောင်းတယ်အဲ့တော့ကိုအောင်ဆန်းဘယ်တော့မှ1934 35ကျမှသူကတက္ကသိုလ်ရောက်လာအဲ့ချိန်မှာသခင်ဆရာချုမောင်ကဘယ်ရောက်နေပြီလဲဆိုတော့ဟိုဘက်နိုင်ငံရေးနယ်တွေမှာရောက်နေပြီကြိုရောက်နေပြီသူကဒိုးမှာစီယုံနေခုနသခင်ပါစိန်အကြောင်းပြောပြလက်ကားပြောလာမဟုတ် လက်တွေလှုပ်ရှားနေပြီလက်တွေသွားနေပြီအဲ့လှုပ်ရှားနေတဲ့အပိုင်းလေးကိုကျွန်တော်နောက်တစ်ပိုင်းကျလို့ရှိရင်ဆက်ပြီးတော့တင်ကြပါမယ်ကျွန်တော်တရားဒီတစ်ပိုင်းတော့ဒီညတဲ့တနာဒီကုန်းချုပ်ပါလေဆောင်းလာကြပါဦးလို့ပြောနေကျွန်တော်မြန်မာ Nation Voice နိုင်ငံရေးတမိုင်းတစ်ခေတ်ရှောင်းနှောင်းပြအစီအစဉ်လေးခဏနားမပြအောင်ဗျာမြန်မာ Nation Voice